အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒါအခု FIFA ရဲ့ The Best Player လို့ခေါ်တဲ့ FIFA ရဲ့ Man Best Player ဆုပေါ့လေ The Best FIFA Award ဆုကို Ousmane Dembele ကမနေ့ကပဲကာတာနိုင်ငံဒိုဟာမြို့မှာအကောင်းဆုံးဆုကိုရယူသွားခဲ့ပြီဒါမဟာပြိုင်ဘက်လာမီယမားနဲ့ဖတီညာကိုကြော်ပြီးတော့ Dembele ကဒီဆုကိုရရှိခဲ့တဲ့နောက်ဆက်တွဲမှာနမေကျော်စူပါစတာနှစ်ယောက်ဖြစ်တဲ့လီယိုမက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုတို့ကဘယ်သူတွေကိုမဲပေးကြလဲ။တမိုင်းတလျှောက်မှာရောသူတို့နှစ်ယောက်ကဘာလွန်ဒေါဆုမှာဘယ်သူတွေကိုမဲပေးလဲ။ FIFA ရဲ့ The Best ဆုမှာဘယ်သူတွေကိုမဲပေးလဲ။ဘာလွန်ဒေါဆုနဲ့ပတ်သက်လို့ရှိရင်2025ခုနှစ်ထိ captain တွေပေးကြတယ်။ဘာလို့ပေးကြလဲဆိုတော့အဲ2025ခုနှစ်တုန်းက FIFA ရဲ့ The Best ဆိုတဲ့ FIFA ဘာလွန်ဒေါဆိုတဲ့ခေါင်းစဉ်အောက်မှာဖြစ်တဲ့အတွက်ကြောင့်ဘာလွန်ဒေါဆုအတွက်နိုင်ငံလေရေးစင်အသင်းကောင်းဆောင်တွေမဲပေးတဲ့အချိန်မှာအဲတုန်းကတော့ပေးခွင့်ရတယ်နောက်ပိုင်းမှာဘာလွန်ဒေါဆုကတက်တက်ပြန်ခွဲထွက်သွားတဲ့အတွက်ကြောင့်မီဒီယာ vote ရပြည်သက် vote ရပြန်ခွဲသွားတဲ့အချိန်မှာအသင်းကောင်းဆောင်မပေးရတော့ဘူးဆိုတော့ဘာလွန်ဒေါဆုကတော့မက်ဆီနဲ့ရိုနယ်ဒိုက2010ကနေ15အထိမဲပေးခွင့်ရတယ်ဒါပေမဲ့ FIFA ရဲ့ The Best ဆုကိုသူတို့2016ခုနှစ်ကနေစပြီးတော့မဲပေးကြတယ်ဆိုတော့မနေ့ညတုန်းကလီယိုမက်ဆီကတနစ်တာရဲ့အကောင်းဆုံးဆုအတွက်သူအကောင်းဆုံးဆုအတွက်သူမဲပေးတာ3ခုမဲပေးသွားတယ်တော့သွားပေးသွားတဲ့အခါမှာလီယိုမက်ဆီကတနစ်တာရဲ့အကောင်းဆုံးရဲ့ FIFA ရဲ့ Best Player ဆုကို Ousmane Dembele ကိုနံပါတ်1နောက် Mbappe ကိုနံပါတ်2နဲ့ပြီးတော့မှယမားကိုနံပါတ်3ပေးတယ်ဆိုတော့5မှတ်3မှတ်1မှတ်ဆိုပြီးဆုံးဖြတ်တဲ့အခါမှာဒီ Dembele Mbappe ယမားဆိုပြီး1နဲ့3ပေးတယ်အကောင်းဆုံးနီးပြအတွက်သူ့ရဲ့နီးပြဟောင်းဖြစ်တဲ့ Luis Enrique ကိုနံပါတ်1Hansi Flick ကိုနံပါတ်2နဲ့ Mikel Arteta ကိုနံပါတ်3ပေးတယ် surprise နဲ့ Mikel Arteta ကို Leo Messi ကလုံးဝ rate ထားတဲ့ပုံစံပေးထားပြီးတော့ဒါအကောင်းဆုံးကိုသမားကတော့ Gianluigi Donnarumma, Emiliano Martinez နဲ့ Thibaut Courtois ဆိုပြီးသူမဲပေးသွားတယ်ဒါ2025ခုနှစ်အတွက်မဲပေးတာအဲ့ဒီနေရာမှာနမေဂျိုစူပါစတာခရစ္စတီယာနိုရိုနယ်ဒိုကအကောင်းဆုံးဘောလုံးသမားဆုအတွက်ကိုဒါ PD FIFA ရဲ့အကောင်းဆုံးဆုအတွက်ကိုသူမဲမပေးဘူးဘယ်နာဒိုဆီလ်ဗာကပဲမဲပေးတယ်ရိုနယ်ဒိုက FIFA ရဲ့အကောင်းဆုံးဆုကိုဒါ2022ကမ္ဘာဖလားပြိုင်ပွဲပြီးကြတဲ့ကနေမပေးတော့တာ2022ကမ္ဘာဖလားပြိုင်ပွဲပြီးကြတဲ့ကနေ22 23 24 25 4နှစ်စတိုက်သူမပေးတော့ပဲနဲ့22 23မှာဖက်ပီက22 23 24မှာဖက်ပီကမဲပေးပြီးတော့25မှာဘယ်နာဒိုဆီလ်ဗာကမဲပေးတယ်ဆိုရိုနယ်ဒိုကသူနောက်ဆုံးမဲပေးခဲ့တာတော့2021ပေါ့လေအဲတုန်းက Robert Lewandowski ကိုပထမ N'Golo Kante ကိုဒုတိယနဲ့ Jorginho ကိုတတိယမဲပေးတယ်ဒါသူ FIFA မှာနောက်ဆုံးမဲပေးခဲ့တာဆိုတော့ Ballon d'Or မှာ Leo Messi Ronaldo ဘယ်သူတွေကိုမဲပေးကြလဲ2010မှာ Messi လုံးဝမမဲပေးဘူး2021မှာဒါ Iniesta ရဲ့ဒါ Javi Iniesta ပြီးတော့မှ Aguero 12မှာ Iniesta Javi Aguero 13မှာ Iniesta Javi Neymar 24မှာ2014မှာ Di Maria Iniesta Marciano 2015မှာ Luis Suarez Neymar Iniesta ဆိုပြီး Messi က Ballon d'Or အတွက်မဲပေးပြီးတော့ဒါအကောင်းဆုံးဆုအတွက်ကိုဒါဘယ်လိုပြောမဲပေးရမှာဒါ Messi က2016တုန်းက Luis Suarez ကိုထိတ်ဆုံး2019မှာ Suarez ကိုထိတ်ဆုံး18မှာဒါ Mbappe ကိုဒီ Modric ကိုထိတ်ဆုံးပြီးတော့ Ronaldo ကိုသူကတတိယပေးပြီးတော့ Mbappe ကိုဒုတိယ2019မှာ Sadio Mane Ronaldo ဒီအောင်2020မှာ Neymar Mbappe Lewandowski 2021မှာ Neymar Mbappe Benzema 22မှာ Neymar Mbappe Benzema 23မှာ Haaland Mbappe ဒါတစ်ဖက်ကတော့ Julian Alvarez နဲ့24မှာJulian F ဒီယမား Mbappe Vinicius ဆိုပြီးအသီးသီးပေးတယ်ဆိုတော့ Messi က FIFA ရဲ့သူ့ရဲ့အကောင်းဆုံးဆုမှာ16မှာ Suarez 19မှာ Suarez 18မှာ Modric 19မှာ Mane 20 21 22မှာ Neymar ကို3ချိန်ပေးပြီးတော့24 23မှာ Haaland 24မှာယမားကိုပေးထားပြီးတော့25မှာ Dembele Ronaldo ကဒါ Ballon d'Or ဆုကိုဒါ2010မှာJavi Iker Casillas Schneider ကိုပေးတယ်17 12မှာသူမဲမပေးဘူး73မှာ Falcao Bill Ozil ကိုမဲပေးပြီးတော့14မှာ Ramos Gareth Bale Karim Benzema 15မှာ Benzema James Rodriguez Gareth Bale ဆိုပြီးသူမဲပေးတယ်အဲ့နောက်မှာသူ2016
ဒီကမ္ဘာအကောင်းဆုံးစုကိုစပြီးမဲပေးခွင့်ရတဲ့အချိန်မှာခရစ္စတီယာနိုရိုနာဒိုက2016မှာ Gareth Bale 2019မှာ Luka Modric 2018မှာ Rafael Varane 2019မှာ Matthias De Ligt 2020မှာ Lewandowski 21မှာ Lewandowski ကိုသူအသီးသီးမဲပေးတယ်ဆိုတော့ Ronaldo ကတော့ Ballon d'Or ဆုကိုသူက2017-12မှာ2ကြိမ်မဲမပေးဘူးပြီးတော့ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုကို2022ကမ္ဘာဖလားပြိုင်ပွဲပြီးကြတဲ့က4နှစ်ဆက်တိုက်မဲမပေးတော့မက်ဆီကတော့တောက်လျှောက်မဲပေးပြီးတော့ဘာလွန်တော်ရဲ့ပထမဆုံးဒါစပေးခွင့်ရတဲ့2010မှာသူမဲမပေးထားဘူးဒါကနံပါတ်ကျော်စူပါစတာ2ယောက်ဆိုတော့မက်ဆီကတော့ဒါမီကယ်အာတီတာကိုနံပါတ်3လူဝီစင်နီဂေကိုနံပါတ်1ဒါတစ်ဖက်ကဟန်စီဖလစ်ကိုနံပါတ်2ဆိုအာထေတာကိုတော့နည်းနည်းလေးတော့ rate လုပ်ထားတယ်အာထေတာကိုအာဆနယ်ကသူရှာရှာပပလိုက်လုပ်တဲ့အသင်းတွေထဲမှာလည်းပါတယ်မန်စီးတီးတို့အာဆနယ်တို့ချယ်ဆီတို့ပါတယ်ဒါကတော့အခုလက်ရှိ FIFA ရဲ့ best player ဆုအတွက်ဒါနမေချိုစူပါစတာ2ယောက်ဘယ်လိုမဲပေးကြလဲဆိုတဲ့အကြောင်းဖြစ်ပါတယ်ဒီကြားထဲမှာဘယ်လိုပြောမလဲဆိုတော့နိုင်ငံလေဝင်းစင်အသင်းနီးပြနေကစားမတဲ့မှာမောင်မောင်လွင်ကဒမ်ဘေလီရာဖင်ညာယမားဆိုပြီးမဲပေးပြီးတော့ဦးမျိုးလိုင်ဝင်းကဟာကီမီအမ်ဘပေယမားဆိုပြီးတော့အစင်လိုက်မဲပေးထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်